Hello အားလုံးပဲမင်္ဂလာပါအဒီ content ကကျွန်တော်တို့ဒီ hater တွေအတွက်တည်တံ့ဖြစ်ပါတယ်မိတ်ဆွေခင်ဗျားတို့ကြားချင်တဲ့ content ကကျွန်တော်ကရမှာမဟုတ်ဘူးအဲအားကြောင့်မို့ဘာကြောင့်လဲဆိုကျွန်တော်ကမြေပြင်အခြေအနေကိုတင်ဆက်နေဖြစ်ပါတယ်ကျွန်တော်ဒီတခြားအကြောင်းတွေဘာအကြောင်းဒီမှကျွန်တော်တင်ဆက်နေတာမဟုတ်ဘူးကျွန်တော်တို့တည်င်းနဲ့တင်ဆက်နေတာမဟုတ်ဘူးကျွန်တော်ကမြေပြင်မှာနေထိုင်နေတဲ့တူတရအနေနဲ့မြေပြင်မှာဘလို့ဖြစ်ပျက်နေလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ကတင်ဆက်ပြဖြစ်ပါလဲဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဂျင်းတင်နေတာဘာလို့လဲဆိုရင်မိတ်ဆွေတို့ဖြစ်ပါတယ် AI တွေနဲ့ဖန်တီးပြီးမှတည်င်းအတုတွေလွတ်နေတယ်အဲ့ဒီလူတွေကိုကျွန်တော်က defending လုပ်ပြီးမှကျွန်တော်ကဒီမှာအမှန်တရားဒီဟုတ်ပါတယ်ဆိုရချပြတယ်အဲ့ဒီဥစ္စာကိုပူလောင်နေကြရတယ်ပြောပြမယ်မိတ်ဆွေပဲမှမလားကျွန်တော်ပဲမှမလားဆိုစဉ်းစားကြည့်ကျွန်တော်နေ့စဉ်နေ့တိုင်းဒီမှာအလုပ်သွားနေရတယ်စစ်ဖြစ်တဲ့ကာလမှာဆိုရင်အဲ့ဒီကျွန်တော်တို့ငွေချင်းတွေလေဒီစစ်ဖြစ်တဲ့စဖြစ်တဲ့နံပါတ်လောက်နားတဲ့လူရှိတယ်အဲ့ဒီလူတွေတော့အခုအားလုံးပြောင်းဝင်နေပြီအဲ့ဒီနံပါတ်နားတဲ့လူတွေတော့ကျွန်တော်တို့ဒီလာစားပြရကြတယ်အခုဆိုရင်ကျွန်တော်တို့ဒီအရေးနိုင်ငံမှာဆိုရင်အလုပ်ထဲမှာလူနေလို့လူတွေလိုက်ခေါ်နေပြီတိလားအဲ့မျိုးရှိတယ်ဒီဟာတွေကအမှန်တရားတွေမိတ်ဆွေတို့ကြားချင်တဲ့ content ကဘာတွေလဲတိလားအရေးနိုင်ငံပြကြပြီ television မျိုးကပြပုံဖြစ်နေပြီအရေးနိုင်ငံရဲ့ဝန်ကြီးချုပ်ကတေဆုံးပြီဆိုတဲ့သတင်းအတုပဲနားထောင်ချင်ဖြစ်ပါတယ်အဲ့ဒီတင်းအတူတူလွတ်နေတဲ့ဥစ္စာကမိတ်ဆွေတို့ဖြစ်တယ်အဲ့ဒီဥစ္စာကိုနားဆောင်ချတဲ့လူတွေလည်းတားနောက်တောင်ကြည့်ဘာမလို့တာယာပဲကျွန်တော်တို့ရုံမှဆိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေကိုကျွန်တော်တို့ဂျင်းတင်နေတာကိုဂျင်းမမိအောင်ကျွန်တော်ကပြောပြချင်းဖြစ်ပဲကျွန်တော်တင်ဆက်တာအမှန်တရားတွေပဲအဲ့ဒီတည်းမှာကျွန်တော်ရည်ချင်တာဘာတစ်ခုလည်းရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ share content တွေမှာတော့ဒီ link ချပြီးမှကိုယ်တိုင်ကျွန်တော်ကိုလာပြီးမှပြောထားတာရှိတယ်အဲ့ဒီ link ဒီမှာကျွန်တော်ဝင်ကြည့်လိုက်တဲ့အချိန်မှာတကယ်အရင်ရည်ချင်တယ်ရည်လည်းရည်ချင်တယ်ဘာကြောင့်လဲဆိုရင်မိတ်ဆွေတို့အဲ့ဒီ link ထဲမှာလာမှန်းထားတဲ့ဒီ AI content တွေနဲ့ကျွန်တော်တို့မြေပြင်မှာဖြစ်ပျက်နေတဲ့ဥစ္စာဆိုရင်ရာခိုင်နှုန်းပြောပြမယ်ဆိုရင်100ရာခိုင်နှုန်းမ100ရာခိုင်နှုန်းတော့မရှိဘူးအဲ့မျိုးကြီးမိတ်ဆွေတို့မှန်းထားတဲ့အဲ့ဒီ comment အတိုင်းပဲဖြစ်မယ်ဆိုရင်ကျွန်တော်တို့ဒီ Israel နိုင်ငံပြကြတာလွန်ရော့ပေါ့နေ့စဉ်နေ့တိုင်းစစ်ဖြစ်နေတယ်ပြီးရင်နေ့စဉ်နေ့တိုင်းလဲမိတ်ဆွေတို့အဲ့မျိုး AI content တွေပဲဖန်တီးနေတယ်ဒါပေမဲ့ဒီမှာကြီး Israel နိုင်ငံဆိုတနေ့တစ်နေ့ GDP လဲပူပြီးမှမြင့်မားလာနေအဲ့ဒါတွေတွေးမိလားဘယ်တော့မှမကြတော့ဘူးအဲ့ဒါတွေတိလားပြီးရင်အဲ့ဒီမှာမှန်းထားတယ်ခိရနိုင်ငံတွေလို့ရင်တော့အမှန်အဲ့မျိုးတွေမှန်းထားတယ်ခိရနိုင်ငံနဲ့ရန်ဖြစ်နေတာမဟုတ်ဘူးခိရနဲ့အစ္စလာမ်ဖြစ်နေတာမဟုတ်ဘူးမွတ်စလင်ဖြစ်နေတာမဟုတ်ဘူးကျွန်တော်တို့ USA Israel Iran စစ်ဖြစ်နေတာအဲ့ဒီပြရတဲ့အကြောင်းရင်းတွေရှိပြီးသား49နှစ်လုံးအီရန်တွေကပါလီမာန်မှာကိုယ်တိုင် dead to America dead to Israel စာသားအကြီးက USA ပြီးရင်ကျွန်တော်တို့ဒီစာသားတွေက Israel ဆိုပြီးမှကျင်းဝါနေတဲ့နာအဲအကြောင်းမို့ဖြစ်တာကျွန်တော်တို့ဘာမှဘာသာရေးနဲ့လည်းတော့ဝင်ရှုပ်လို့မရဘူးဂျားထဲမှာမနေရပဲနေပေးရမှာအဲ့ဒါဘာဖြစ်လို့လောင်နေကြလဲဒါတွေကအမှန်တရားတွေနားမလည်ဘူးကျွန်တော်တို့ဒီဟုတ်တယ်ကျွန်တော်တို့ခိရန်ဖြစ်ရင်လည်းကျွန်တော်တို့ကဒီကျွန်တော်တို့အချင်းချင်းတော့မာယွန်းတော့ဩဝါဒတွေဖြစ်လာပြီဆိုကျွန်တော်တို့ဒီအဆုံးမရောက်ဘူးကျွန်တော်တို့ကမာယွန်းနေပါတယ်ဆိုပြန်ထောက်ပြနေတယ်ဒါပေမဲ့တို့မတိုက်ခိုက်ဘူးမာယွန်းတဲ့အကြောင်းကိုပြောပြပြီးမှဒီဟာကအမှန်ဆိုပြီးမှထောက်ပြတယ်ပြီးရင်တို့ကျွန်တော်တို့ဒီဘာမှမပြောဘူးဒါမိတ်ဆွေတို့ကကျွန်တော်ကို personality တောင်လာတိုက်ခိုက်တေးပါစေနာတညာဟုမတည်ရင်မင်းတည်စေအဲ့မျိုးတွေမင်းကိုစိတ်မပူဘာညာတွေဘာကြောင့်လဲကျွန်တော်ကိုတောင်လာမုန်းနေကျွန်တော်ကယူမဆိုင်ဘူးတေးရမှာကိုလည်းယူမဆိုင်ဘူးကျွန်တော်တို့ဒီအမှန်တရားပြောပြမှတေးအောင်ဘာမှပြောခုံယူဆရာပဲအကြမ်းဖက်ပြမှတေးတာမဟုတ်ဘူးအဲ့ဒါတွေတိကြလားပြီးမှန်းထားတာစစ်ဖြစ်ရင်တစ်ဖက်လူကမတိခိုက်ပဲနဲ့တစ်ဖက်ပဲထိခိုက်နေဆိုပြီးမှလမ်းမှန်းတာကျွန်တော်ကအဲ့မျိုးလည်းဘယ်တော့မှမပြောထားဘူးစစ်ဖြစ်နေပန်းပေါက်နေကြမှမဟုတ်တာမထိခိုက်ဘူးဆိုတာမဖြစ်နိုင်ဘူးတဲ့ကျွန်တော် share content တွေမှာဒီအခုဆို9ခုလောက်ရှိသွားပြီဒီ content နဲ့ဆိုရင်အဲ့ဒီ share content 4ခုမှာလည်းကျွန်တော်ကဘာမှမအိုးဆုံး update အရင်ပြောပြတယ်ကျွန်တော်တို့ဒီနေ့ကဒီမျိုးထိပါတယ်ဆိုပြီးမှကျွန်တော်ကအရင်ဝန်ခံပြီးမှနောက်ဆက်တွဲအကြောင်းကိုကျွန်တော်က
ဆက်ပြီးမှပြောပြတယ်အဲ့ဒီဥစ္စာကိုကမနာထောင်လိုက်ပိုးလားမသိဘူးဒီနားယောင်လိုက်တော့မသိဘူးဘယ်လိုမျိုးလားမသိဘူးတခြားအကြောင်းအရာပဲလာပြောနေလာမဲ့နေကျွန်တော်ပြောပြီးအဲ့ဒီအီရန်နဲ့အစ္စရေးစစ်ပစ်တဲ့ချိန်မှာဆိုရင်လေကျွန်တော်တို့ဒီ100ရာခိုင်နှုန်းမှာ90%ကကျွန်တော်တို့ defending လုပ်နိုင်ခဲ့တယ်ပြီးရင်10%ကထိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဝန်ခံတယ်အဲ့မှာကြည့်အဲ့ဒီ10%ကထိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကပြပြထားပြီလေအဲ့ဒီဥစ္စာကိုဘာဖြစ်နေလဲကျွန်တော်ပဲမားလားခင်ဗျားတို့ပဲနားထောင်တာမားလားစဉ်းစားကြည့်တော့လူတိုင်းကအတိတရားရှိတယ်လူတိုင်းကတည်တယ်ကျွန်တော်မြန်မာနိုင်ငံသားတွေအားလုံးတည်တယ်အမှန်တရားကိုပြီးရင်ခင်ဗျားတို့ကဒီဘာသာရေးအကြောင်းနဲ့လာပြောပြနေကျွန်တော်ပြောပြမယ်ကြီးအီရဲနိုင်ငံမှာနေထိုင်နေတာကျွန်တော်တို့မချင်းလို့ဆိုရင်ဗုဒ္ဓတွေတော့ပုံများတယ်အားလုံးကအမှန်တရားကိုတည်တယ်ပြီးကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအားလုံးကအမှန်တရားတည်တယ်ဘာကြောင့်အီရဲကိုထောက်ရနေလဲဒီခိရမဟုတ်ဘဲနဲ့မြန်မာနိုင်ငံသားအချောင်းကတာအမှန်တရားကိုတည်လို့အဲ့ဒါတွေရှိတယ်ဘာသာရေးအကြောင်းလည်းမဟုတ်ဘူးဒါပေမဲ့ခင်ဗျားတို့ကဘာသာရေးတွေလည်းလာဆွဲထင်တယ်အဲအကြောင်းမို့ကျွန်တော်ဒီမျိုးပြောချင်တယ်အများကြီးရှိတယ်စူစူပါပါတွေအဲ့ဒါတွေကကျွန်တော်တို့ဒီနောက်ဆက်တွဲမှပြပြမှရှင်းပြမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်သူကဘာတွေထပ်မှန်ထားလဲဆိုရင်ကျွန်တော်ဒီမှာမင်းနေတဲ့ television ကပြပုံဖြစ်နေပြီတဲ့အေး television ကပြပုံဖြစ်နေလားမဖြစ်နေဘူးလားဆိုရင်ကျွန်တော်နောက်လာမယ်တနင်္လာနေ့မှာကျွန်တော်အလုပ်ပိတ်တယ်အဲ့ဒီချိန်မှာကျွန်တော်ဘလောက်ရိုက်ပဲနော်ဒီပြန်ချင်တဲ့ကိုအကြာကြီးကိုရိုက်ပေးထားမယ်အဲ့ဒီချိန်မှာဝါအောင်လာကြည့်ပြီးရင်လာပိုးလောင်းတကက်မြေပြင်နဲ့ဒီ online မှာတွေ့နေရတော့တခြားစီဆိုတာမိတ်ဆွေခံစားတဲ့တွေ့ရတဲ့အချိန်မှာတော်တော်ခံစားရမှာအဲအကြောင်းမို့လာကြည့်ကျွန်တော်ရိုက်ပေးထားမှာညတို့ပြကြနေပြီဆိုတဲ့စင်ချာမောတွေလည်းကျွန်တော်သွားပြီးမှရိုက်ပြမယ်အဲ့ဒါတွေစိတ်ဝင်စားဆိုရင်တော့စောင့်ကြည့်ပဲ Iron Drone ရေးတက်လာတယ်။အိုးမကလပ်ဆန်တော့ ကဲဒီမှာကြည့်ရမနေညာဖြစ်သွားကျွန်တော်တို့ဒီကလစ်စာဘုံနဲ့နှစ်စင်ပြလိုက်တယ်အဲ့ဒီချိန်မှာတဆင့်ကိုအေးစက်ကောက်လိုက်တယ်နောက်တဆင့်ပြန်ပေးတဲ့ချိန်မှာကျွန်တော်တို့ကြည့်အားလုံးနှီးပါကာကွယ်လိုက်တယ်နော်အဲ့ဒီမှာတလုံးကလာကြတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ television မျိုးမှာဒီလူတယောက်တည်သွားတယ်ပြီးရင်လူ၄ယောက်က lightly injury ဆိုတာဒီကျွန်တော်တို့ဒီအသေးစားတော့တန်ရာတွေရရှိသွားတယ်ဆိုတာတည်င်းနေရှိတယ်ကြည့်ကျွန်တော်တည်င်းအမှမတင်ဆက်တယ်ကျွန်တော်တို့ဘယ်တော့မှမလိမ့်ဘူးဒါပေမဲ့ခင်ဗျားတို့ကဒီတခြားပဲနားထောင်နေရှင်နေကြနော်အဲ့မျိုးရှိတယ်ကဲဒီမှာကြည့်ဆက်ကြည့်လိုက်ဒီဟာကျွန်တော်ဒီရက်ပိုင်းတွေမှာရိုက်ထားတဲ့ဘလုံးတော့ကျွန်တော်ရအလုပ်သွားရအလုပ်လာရင်းနဲ့ရိုက်ထားတဲ့ဘလုံးကြည့်အစင်ပြေနေပဲလူတွေလက်ကြည့်လမ်းပေါ်မှာဆိုင်ဒီမှာပြည့်ကျက်နေပဲနောက်လာမဲ့တပတ်ဆိုရင်ကျွန်တော်တို့ဒီ pass over နော် pass over တဲ့ပြီးရင်ကျွန်တော်တို့ဒီ Christian တွေအတွက်ဆိုရင်တော့ဂျူးလူပြည်တွေက pass over တဲ့ကျွန်တော်တို့ခိယန်တူတာဆိုကျွန်တော်တို့ဒီ Esther တဲ့လာတော့မယ်ဒီလူတွေကပုံမှန်တိုင်းပဲတွားနေတယ်အခုအီရန်နဲ့အီရှေ့စစ်ဖြစ်တဲ့ဒီကာလအထက်မှာအခုလွန်ခဲ့တဲ့နှစ်ဆိုရင်ကျွန်တော်တို့ပူတည်တယ်အဲ့ဒီချိန်မှာအီရန်ကတည်းကဟိုက်ဘာဆိုနစ်နော်အတန်နဲ့မြန်တဲ့အမ်မြူတွေဒုံးဒီနဲ့ပြစ်တဲ့အတွက်ကြောင့်မို့ထိခိုက်မှုပူရှိဒီနေ့တော့အဲ့လောက်မရှိဘူးနည်းနည်းပါတော့ထိပါတယ်ကျွန်တော်တို့ဟိုင်ဖာဘက်မှာဒီပိုပြီးမှပြင်မြောက်ပိုင်းဘက်မှာထိတယ်ပြီးရင်ကျွန်တော်တို့ဒီ television မျိုးရအနားကရှိတဲ့ဒီရမကန်တို့ဂရိကာတို့အဲ့ဒီမှာထိတယ်အလုံးဒါပေမဲ့ဒီဒီမှာမကြီးတော့ဘူးဘာကြောင့်လဲဆိုရင်မိတ်ဆွေတို့ကလစ်စာဆိုတဲ့ဒီဘုံကတောင်းနားလည်ပါအဲ့ဒီဥစ္စာကျွန်တော်တို့ဒီပြလိုက်တဲ့ချိန်မှာတလုံးပဲဒီမြေပြင်အချိန်မှာရောက်လာတဲ့ချိန်မှာဒီကပြန်ပြီးမှပွားသွားတယ်ဒီမျိုးတော့အလုံးဝရင်းဖြစ်သွားတယ်အဲ့ဒီဥစ္စာကိုကျွန်တော်တို့ဒီမှာဒီ Aero 3နဲ့ defending လုပ်တယ်အဲ့ဒီ defending လုပ်တဲ့နေရာမှာဒီတိတ်ပြီးမှတလုံးတော့လွတ်သွားတယ်အဲ့ဒီဥစ္စာလာထိတယ်အဲ့ဒီဥစ္စာကနည်းနည်းတေးသွားအောင်အဲ့လိုမျိုးအဲ့ဒါတော့မို့ဒီအင်းဒီအလုံးပြူနိုင်တိအဲ့လိုမျိုးတော့မရှိဘူးအဲ့ဒီကြားတဲ့နေရာတွေတော့အများအပြားကကျွန်တော်တို့လမ်းလာတော့ပြီးငစားကွင်းမှာပို့ကြတယ်သူတို့လည်းဒီအရေးတိတ်မကြီးဘာမှမလုပ်ဘူးဆိုပြီးမှလွတ်ချလိုက်တဲ့နေရာတွေမှာဆိုရင်ထိတယ်အဲ့မျိုးရှိတယ်ကျွန်တော်တို့ဒီ Iron Dome System ကိုကျွန်တော်ကဒီကာကွယ်ရေးစနစ်ကောင်းပါလေဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောပြထားတယ်အဲ့ဒီဥစ္စာကို
ဒီတချို့လူတွေကမယုံကြဘူးကျွန်တော်ပြောပြမယ် Israel နိုင်ငံ defending system လွန်ခဲ့တဲ့2023မှာဆိုရင်ကျွန်တော်တို့ဒီ Iron Dome ပဲရှိတယ်ပြီးရင်2024တို့ရောက်လာတဲ့အချိန်မှာ upgrade ပြန်လုပ်လိုက်တယ် Iron Dome တဲ့ပြီးတော့အခုကျွန်တော်တို့ဒီ Aero 3ဆိုပြီးမှလေဆာစနစ်ကိုစတင်အသုံးပြုနေပြီပြီးရင်အခုကျွန်တော်တို့ဒီအဲ့ဒီလေဆာစနစ်ကိုဒီတိုက်ခိုက်ရဲ့လေယာဉ်မှာတော့တတ်ဆင်နေပြီအဲ့မျိုးအသုံးပြုနေတဲ့ပထမအဦးဆုံးနိုင်ငံနဲ့ Israel ဖြစ်လာပြီ defending system မှာအကောင်းဆုံးလေ Israel နိုင်ငံဖြစ်တယ်အဆဆရရမှာအဲ့မျိုးရှိတယ် intelligent တို့ဘာတို့အများတို့ Israel အကောင်းဆုံးပဲမိတ်ဆွေတို့တိမှာပါတည်င်းကြည့်တဲ့လူတွေဆိုရင်ကျွန်တော်တို့ဒီ US နဲ့ Israel အီရန်စစ်ပစ်တဲ့ဥစ္စာကိုကျွန်တော်တို့ဒီအခုအီရန်ကဒီ homo တွေလက်ချမ်းကိုစိုးမိုးနိုင်ထားလို့နိုင်နေတယ်ဘာညာတွေနဲ့ပြောနေကြတယ်တကယ်မြေပြင်အခြေအနေမှာဆိုမဟုတ်ဘူး Israel အတားစီရနေကြိုက်တယ်လူမျိုးတော့ကြိုက်တယ်မျိုးလို့ခေါင်းဆောင်ကိုကြည့်တယောက်ပြီးတယောက်လောက်ကြံတက်ဖြတ်နေတယ်အဲ့ဒါတွေကမိတ်ဆွေတို့စဉ်းစားလို့ရတယ်ဒါတွေကကျွန်တော်တို့ဒီဂျားထဲမှာဝင်ပါလို့ရတယ်ဘာကြောင့်ကျွန်တော်ကဝင်ပါတယ်လဲဆိုရင်ကျွန်တော် Israel နိုင်ငံမှာနေထိုင်နေတော့ကျွန်တော်ကဒီတည်င်းအမှန်ကိုတင်ဆက်နေမြေပြင်အခြေအနေကိုအဲ့ဒီဥစ္စာကိုတချို့လူတွေပို့ဆိုးတာဘာလဲဆိုရင်မင်းက Asia ထောက်ကန်လို့လားအဲ့ဒီမေကွန်းတော့မဟုတ်ဘူးကျွန်တော်အမြေ Asia နိုင်ငံမှာနေထိုင်နေတဲ့လူလေးစဉ်းစားကြည့်အကွေမိတ်ဆွေလည်းအီရန်ကိုထောက်ကန်တယ်ဆိုအီရန်နိုင်ငံမှာသွားဘာမလို့ပြီးရင်သွားပြောမြေပြင်အခြေအနေအကြောင်းသွားပြောရရလေအဲ့ဒါတွေကျွန်တော်တို့ fair ဖြစ်တယ်လေအခုကကျွန်တော်တို့ဒီကျွန်တော်ကမြန်မာနိုင်ငံမှာနေထိုင်နေပြီးမှပြောပြနေတာမဟုတ်ဘူးဒီ Asia နိုင်ငံမှာနေထိုင်နေပြီးမှ Asia နိုင်ငံကိုမဟုတ်မဟာတင် AI content တွေနဲ့ထူးနေတဲ့အစားကိုမဟုတ်ဘူးဆိုပြီးမှမြန်မာနိုင်ငံသားတွေကိုဒီမျိုးဂျင်းတင်နေတာကိုကျွန်တော်ကမဟုတ်ဘူးဆိုတဲ့ဥစ္စာကိုပြောပြနေရလေအဲ့ဒါကျွန်တော်ကဒီလုတ်ပိုင်ခွင့်ပဲလေကျွန်တော်အလုပ်ကိုလုပ်ရမှာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရဲ့တည်င်းအတုတွေနဲ့လူတိုင်းကပူပန်နေကြတယ်ဒီမျိုးတည်င်းအစစ်မှရတော့အားလုံးပြောကြတယ်အမျိုးပဲလေခင်ဗျားတို့လည်းလုပ်နေရပဲလေကျွန်တော်တို့ကမဟုတ်ဘူးကျွန်တော်တို့ကလိန်နေရမဟုတ်ဘူးခင်ဗျားတို့ကလိန်နေကျွန်တော်တို့ကမလိန်ဘူးတော့ဒီချင်းဘောလုံးတွေစောက်ပါညာနေတယ်နော်အဲ့ဒီရှိပါနှလုံးစားပါတော့ဘာဖြစ်လို့ဆိုတော့တောက်တာနေရဆိုရင်ကျွန်တော်တို့အလုပ်ဒီအားလုံးကြီးပါပြေးရဆိုတော့လူတိုင်းမလို့ကြဘူးအဲ့မျိုးစော့တယ်မင်းမိုးကြမှာလဲစော့တယ်အလုပ်မခံဘူးဒီမျိုးဆိုတော့ကဲဒီဟာကျွန်တော်တို့တွေ hater တွေတော့တီးတန်းကောတဲ့လို့ပဲရှင်းဖြစ်ပါတယ်ကျွန်တော်တို့တွေလာမဲ့ content မှာကကျွန်တော်ခဏပြောပြလို့ပဲဒီ Israel နိုင်ငံရဲ့ဒီ television မျိုးနော်တမျိုးလုံးကိုကျွန်တော်ကဒီ blog လိုက်ရပြဖြစ်ပါတယ်အဲ့ဒီအစားကကျွန်တော်တို့လာမဲ့တနင်္လာနေ့မှာရိုက်မယ်ဆိုရင်ဒီကျွန်တော်တနင်္လာနေ့ညမှာတင်ပေးနိုင်ရင်တင်ပေးမယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့အချိန်ကကျွန်တော်တို့ဒီ3နာရီกว่าတယ်ဆိုတော့နည်းနည်းနောက်ကျတော့ Asia နိုင်ငံနောက်ကျတယ် Asia ကနောက်ကျတယ်ဆိုတော့အဲအကြောင်းမို့ဒီအင်္ဂါနဲ့ဖြစ်သွားမယ်မိတ်ဆွေတို့ဘယ်မှာတော့နော်အဲ့ဒါတွေရှိတယ်လို့ကဲအားလုံးကိုဒီလောက်နဲ့ပဲနေကုန်ချုပ်လိုက်ပါတယ်အားလုံးပဲ see you next content